အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြန်မာနိုင်ငံတော်မူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကဦးသိန်းထိုင်အောင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့အပြင်မှာပေါ့နော်အခုပြည်သူတွေအနေနဲ့ပေါ့နော်စဉ်းစားရတာတော့ဘာစဉ်းစားလဲဆိုတော့ဒီရွေးကောက်ပွဲမှာဘယ်သူတွေကိုမဲပေးတင်လဲဘယ်သူတွေကဒီတိုင်းပြည်အကျိုးကိုတကယ်လုပ်မှာလဲနော်အရင်လိုမျိုးရွေးကောက်ပွဲတွေပြီးသွားလို့အနိုင်ရပြီးသွားရင်ရောပျောက်သွားကြမှာလားပေါ့ပြည်သူကဘယ်နားလိုက်ရှာလို့ရှာမှမသိဘူးပေါ့နော်အဲ့တော့ပြည်သူတွေကလည်းခံရတာများလာတဲ့ခါကျတော့မယုံရဲတော့တာလည်းပါတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကတော့ဘယ်သူ့ကိုမဲပေးတင်လဲလို့မင်းလူတိုင်းကတော့ကျွန်တော်ကိုမဲပေးပါကျွန်တော်တို့ပါတီကိုမဲပေးပါဒီလိုပဲပြောကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ပြည်သူတွေကိုပြည်သူဆိုတာကျွန်တော်တို့လည်းပြည်သူပါပဲเนาะညီကိုမောင်နှမကျွန်တော်တို့ရဲ့ညီကိုမောင်နှမဦးလေးအတော်တွေကိုပြောချင်တာကတော့ဘယ်သူမဲပေးတင်လဲလို့မင်းကိုရဲ့ရက်ရွာကိုရဲ့ရက်ကွက်ကိုရဲ့မြို့နယ်ပေါ့เนาะကိုရဲ့မြို့ကိုရဲ့ခရိုင်ကိုเนาะအဲ့ဒါမှနေမှာတစ်ဆင့်ပေါ့เนาะကိုရဲ့တိုင်းကိုရဲ့နိုင်ငံကိုမှန်တကယ်အကျိုးပြုမဲ့အမှန်တကယ်အလုံးလုံးမဲ့လူကိုမဲပေးပါပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်ကိုယ်စားလှယ်တယောက်ချင်းစီကိုဒီကိုယ်စားလှယ်ဟာငါတို့အတွက်အလုပ်လုပ်ပေးမှာလားငါတို့နဲ့အတူရှိမှာလားငါတို့ခက်ခဲတွေကိုအတူတူရှင်ဆိုင်ဖြည့်ရှင်းပေးမှာလားအဲ့လိုလေးအရင်စီစစ်ပြီးတော့မဲပေးပေါ့နော်မဲပေးစီချင်ပါတယ်ကျွန်တော်ကဒီတောင်လေသမားမြန်မာနိုင်ငံတောင်လေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုကျွန်တော်ဝင်ရောက်တယ်ဆိုတော့တစ်အချက်ကကျွန်တော်တို့နိုင်ငံဒီ80%ရာခိုင်နှုန်းကတောင်သူလယ်သမားတွေဖြစ်ကြပါတယ်အခြေခံလူတန်းစားတွေဖြစ်ကြတယ်အဲ့အတွက်ပြီးရင်တခါကျွန်တော်တောင်သူလယ်သမားပါတီကိုကျွန်တော်တို့ဝင်ရောက်ခါမှာတောင်သူလယ်သမားပါတီရဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံတောင်သူလယ်သမားပါတီရဲ့မူဝါဒတွေကလည်းကျွန်တော်တို့ပြည်သူတွေပေါ်စေတနာရှိတာတွေ့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဝင်ရောက်ပြီးတော့မှဝင်ရောက်လာတာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ကိုပတ်ဝန်းကျင်ကိုနဲ့အတူတူကိုရဲ့မြို့နယ်ရက်ရွာပေါ့နော်ကျွန်တော်တက်ဆွမ်းတဲ့ဘက်ကနေအကျိုးပြုခြင်းလို့ဝင်ရောက်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ညီကောင်မောင်တို့မှအကူမဦးလေးအနေနဲ့တော့ဘယ်လိုလူတွေရွေးတင်လဲဆိုရင်ကိုနဲ့တသားတည်းရှိပြီးကိုရက်ရွာဒေသကိုအကျိုးပြုမဲ့လူကိုရွေးပါလို့ပြောပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်